နေ့ကလုပ်တဲ့က Suzuki car truck နော်ဟော different လေပြီးတော့ဒီဘက်မှာရှိတဲ့ဘယ်အားလေးနဲ့ EBS စင်ကားကြီးလေ EBS စင်ကားဟိုစင်ကားလေးကမစင်ကားဘူးပါလေပြည်မြန်နေလေတာ different လေတာဟိုမှာဟောဒီကဘာဖြစ်လဲဆိုတော့ဒီကပြောလို့ overweight ခိုင်းတာပေါ့နော်ကီလိုသိန်းပဲရှိတယ်ဒီဟာကြီးလဲတဲ့တော့က overweight ခိုင်းတာဘာလို့လဲဆိုတော့ဟုတ်ကဲ့တော့ဒီလိုလည်းမပြီးလို့ဆိုတော့တဲရီပေါ့ဒီလိုဟုတ်ကဲ့ဒီလိုသိန်းနဲ့ဆက်ထောင်လို့ဒီသိန်းနဲ့ဆက်ထောင်မှာစောစီကြောက်နောက်ကျွန်တော်စပယ်ဘူးအောင်နော်စပယ်ဘူးကဘော်ဒီပြင်းပြင်းစားဘူးပြီးတော့နောက်ဖေးရတယ်ကိုပူကြည့်တာဒီလိုညှင်းတယ်တော့အဲ့လိုပေတဲ့ကားတွေကဒီလိုဖြစ်တာပေါ့အဲ့ဒီပဲကြတယ်အဲ့ဒါညီမကြီးမှလည်းဖြစ်တယ်ဗျအဲ့ဒါဒါပေမဲ့ဒီမှာကျတော့ဖြစ်တယ်ဆိုတာနည်းနည်းလေးနဲ့ဖြစ်တယ်ဆိုဒီမှာ high speed နဲ့မောင်းကြတော့တို့ကအင်ဂျင်ရောဂီယာရောလမ်းလည်းကောင်းတော့အင်ဂျင်ဂီယာကဘယ်လိုမှလိုက်နိုင်ပြီးတော့နောက်တန်းရင်လိုက်မလိုက်နိုင်ညီမကြီးတို့ဆိုရင်ချိန်တော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးအဲ့လိုရပြတယ်ကျေးဇူးပါတယ်ပါ